ဘုန်းကြီးကျောင်းတွေမှာလူတွေမိသားစုလိုက်နေထိုင်တာတွေနဲ့တန်ဃာတော်တွေကားဆိုင်ကယ်စသဖြင့်မောင်းနေတာမာတုကာမတွေနဲ့ညီစွန်းတာတွေကိုတနိုင်ငံလုံးမှာစတင်စစ်ဆေးအရေးယူတော်မူဟုသိရှိရစူပါဂျော်မီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခါမှာတော့ရန်ကုန်မြို့နဲ့နိုင်ငံတော်မှာရှိတဲ့ဘုန်းတော်ကြီးကျောင်းချို့မှာလူပုဂ္ဂိုလ်များမိသားစုများမှာကျောင်းဝင်းအတွင်းအင်္ဂေဟာတပွဲအမြဲတမ်းနေထိုင်လာကြပြီးလူတယုံယုံနဲ့သာသနာနယ်မြေနဲ့မတူတဲ့အခြေအနေများဖြစ်ပေါ်နေပြီးကျောင်းဝင်းအတွင်းထမိန်များလူအဝတ်အစားများနဲ့အမြင်မတင့်တယ်မှုများဖြစ်နေတာကကြားခဲ့ပါပြီ။တချို့သောကျောင်းတွေမှာဆိုဦးစင်းကိုရင်တွေကအစဘုံကြီးအမျိုးမှပိုစားရတဲ့ဘဝဖြစ်နေတာကြောင့်ဝေဖန်မှုတွေကလည်းမကြာခဏဖြစ်နေကြပါတယ်။ဒီတစ်ချိန်မှာတော့နိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့မဟာနာမသာသနာတော်တန်ရှင်းတည်တဲ့ရေးအတွက်အလွန်ရေးကြီးတဲ့ဆုံးဖြတ်ချက်ကိုထုတ်ပြန်လိုက်ပြီးတိုင်းဒေသကြီးနဲ့ပြည်내အသီးသီးမှာရှိတဲ့အုပ်ချုပ်ရေးအဖွဲ့များနဲ့ပူးပေါင်းကစီမံချက်များချမှတ်ဆောင်ရွက်တော့မှာဖြစ်ကြောင်းကိုလည်းအသေးစိတ်ထုတ်ပြန်ချက်တွေရသိရှိရသလိုနံပါတ်1အချက်အနေနဲ့နိုင်ငံတော်ဝန်မှရှိတဲ့သာသနိကအဆောက်အအုံများဖုံးတော်ကြီးကျောင်းများတန်ရှင်းတက်ရမှုရှိနိုင်စေရေးနံပါတ်2အချက်ကတော့ဖျားစေတီပထိုးများတန်ရှင်းတင့်တယ်မှုရှိစေရေးနဲ့ဖျားစေတီပထိုးများမှာကိန်းဝတ်ဆံပယ်လျက်ရှိသောဗုဒ္ဓရုပ်ပွားတော်များကိုစွန့်ဆက်ကပ်နိုင်ရေးနံပါတ်3အနေနဲ့ကတော့ရှေးဟောင်းအဆောက်အုံစည်းဝင်ဖျားများမှအပရွှေသင်္ကန်းကပ်လူခြင်းမရှိသောဖျားများကြီးညိုပွဲဖြစ်စေဖို့ထုံးသင်္ကန်းလှူဒန်းဆက်ကပ်နိုင်ရေးနံပါတ်4ချက်အနေနဲ့ကတော့ယဟန်တန်ဃာတော်များမော်တော်ယာဉ်နဲ့မော်တော်ဆိုင်ကယ်ကိုယ်တိုင်မောင်းနှင်ခြင်းများကိုတားမြစ်နိုင်ရေးနံပါတ်5အနေနဲ့ကတော့ဘုန်းတော်ကြီးကျောင်းများမှာလူပုဂ္ဂိုလ်များမိသားစုများညအိမ်ညနေအမြဲကဲ့သို့နေထိုင်ခြင်းမပြုစေရေးနဲ့ယဟန်တန်ဃာများအနေနဲ့မာတုကာမများနဲ့ညီစွန်းသည့်ဖြစ်စဉ်များမပေါ်ပေါက်စေရေးရန်ကုန်လိုမျိုးကြီးတွေမှာကျောင်းတွေဟာလူတွေနဲ့တရုံရုံဖြစ်နေတာကိုအခုလိုမျိုးကျောင်းတွင်းလူနေထိုင်မှုရှင်းလင်းရေးညွှန်ကြားချက်ကအတော်လေးကိုခရက်ထလာစေမှလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းတန်ဃာတော်တွေကားဆိုင်ကယ်မောင်းတာတွေနဲ့တွားစရာရှိတဲ့ခါမှာမောင်းပေးမဲ့သူမရှိတာတွေကြောင့်ဒီလိုမျိုးထုတ်ပြန်ချက်တွေကိုလိုက်နာနိုင်ပါမလားမာတုကာမတွေနဲ့ညီစွန်းသည့်ဖြစ်စီများမရှိစေရဆိုပြီးတော့သာသနိကအဆောက်အအုံများနဲ့ဖျားစေတီများတန်ရှင်းတက်ရက်စေဆိုတာတွေကိုလည်းတကယ်ပဲအရေးယူပေးဖို့လိုအပ်နေပါတယ်ဆိုပြီးတော့လည်းမှတ်ချက်တွေရှိနေကြလို့အခုနောက်ပိုင်းမှာလူမှုကွန်ရက်ဆိုရှယ်မီဒီယာထပ်ပေါ်မှာဓာတ်ပုံဗီဒီယိုဖိုင်တွေနဲ့အတူယဟန်တန်ဃာတော်များအနေနဲ့မာတုကာမတွေနဲ့ညီစွန်းမှုတွေဟာမကြဖော်ပြခြင်းခံလိုက်ရတာကနေစပြုပြီးတော့အများပြည်သူဗုဒ္ဓဘာသာဝင်လူအများအနေနဲ့ကတော့အခုလိုမျိုးယဟန်သူယဟန်ရောက်နေကြမို့လို့ဗုဒ္ဓဘာသာသာသနာညှိုးနှွမ်းရတယ်ဆိုတဲ့မှတ်ချက်တွေကလည်းရှိလို့နေတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့အခုချိန်မှာနိုင်ငံတော်တန်ခါမဟာနာယကဖွဲ့ရဲ့ထုတ်ပြန်ကြေညာမှုနဲ့အတူမကြာခင်မှာအခုလိုကိစ္စတွေကိုအမှန်တကယ်ပဲရေးယူတော့မယ်ဆိုတဲ့သတင်းကြောင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့စူပါဂျော်မီဒီယာပရိသတ်ကြီးတို့မသိလိုက်ရမရှိရလေအောင်ဖော်ပြတင်ဆက်မျှဝေပေးလာခြင်းပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရဲ့အတွေးမြင်ထင်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးကြတဲ့လူတစ်ယောက်ချင်းတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းကြောင်းတစ်ခုနဲ့တကွပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့